ရတ္တစာပေဆိုတာဘယ်လိုအရာမျိုးလဲဆိုတာကိုဒီလက်ဆောင်ဆိုတဲ့အကြောင်းအရာလေးကနေပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီနေ့မှာဘတ်စကားတစ်စီးပေါ်မှာအဖိုးတယောက်လိုက်ပါစီးနေလာပါတယ်။သူ့လက်ထဲမှာအလွန်လှတဲ့ပန်းပွင့်လေးတွေပါတဲ့ပန်းစည်းတစ်ခုကင်ထားပါတယ်။ဘေးနားကထိုင်ကုန်မှာထိုင်းနေတဲ့မင်းမမျိုးလေးတယောက်ဟာသူ့လက်ထဲကပန်းလေးတွေကိုလှလွန်းလို့မကြာခဏလှမ်းကြည့်နေတယ်။အဖိုးကလည်းသူခီးဆုံးမှတ်တမ်းရောက်ပြီးမှဘတ်စကားပေါ်ကဆင်းဖို့သူ့ထိုင်ကုန်ကထားလိုက်ပါတယ်။ကားပေါ်ကမဆင်းခင်မှာသူ့ရဲ့ပန်းစည်းလေးကိုမင်းမမျိုးရဲ့ပေါင်းပေါင်းကိုအသာအရချပေးလိုက်ပြီးခုလိုစကားပြောလိုက်ပါတယ်။မင်းဒီပန်းလေးတွေကိုတိတ်သဘောကျနေတယ်ဆိုတာငါသတိထားမိပါတယ်ကွာ။ငါမိမလည်းဒီပန်းလေးတွေကိုမင်းကိုပဲယူစေချင်ပါပါ။ငါမင်းကိုပေးခဲ့ပြီလို့ငါမိမကိုပြောပြလိုက်ပါမယ်တဲ့။အဲ့လိုပြောပြတာနဲ့အဖိုးဟာကားပေါ်ကဆင်းလိုက်ပြီးကားမှတ်တိုင်အနီးမှာရှိတဲ့သင်းချိုင်းအိုလေးစီကိုတုံတုံချီချီနဲ့တလန်းချင်းလျှောက်သွားပါတော့တယ်။ဒါလေးကိုဖတ်လိုက်ရပြီးတော့သင်ဘယ်လိုများခံစားရပါသလဲ။ဘယ်လိုအတွေးဝင်လာပါသလဲ။ကြေကွဲဝမ်းနေတယ်လို့မခံစားရဘူးလား။နောက်ပြီးတော့အခုလိုအတွေးလေးတွေပေါ်မလာဘူးလား။ပထမတော့သေဆုံးသွားတဲ့မိမရဲ့တင်းချိုင်းကိုတကူးတကလားနေတဲ့အဖိုးကိုမတနာမိဘူးလား။နောက်တော့သူ့မိမအတွက်ယူလာတဲ့ပန်းစည်းလေးကိုမိမမျိုးလေးကိုပေးလိုက်လို့ဒေါသဖြစ်မသွားဘူးလား။သူ့မိမဟာတည်သွားပြီမို့ဒီပန်းလေးတွေကိုထိတွေ့မခံစားနိုင်တော့လို့အဖိုးကမိမမျိုးလေးကိုပေးလိုက်တာလား။သူ့မိမဟာသူ့အတွက်ယူလာတဲ့ပန်းစည်းလေးကိုတခြားမိန်းကလေးတယောက်ကိုပေးလိုက်တဲ့အဖိုးကိုနောင်တမလွန်ဘွားကနေခွင့်လွှတ်နိုင်မှာမလား။အဖိုးဟာပန်းပွင့်လေးတွေကိုတင်းချိုင်းအုပ်ကူပေါ်မှာနွမ်းချောက်မသွားစေချင်လို့ပန်းလေးတွေရဲ့အလှအပကိုခံစားတန်မိုးထားတဲ့မိမမျိုးလေးကိုပေးလိုက်တာလား။တွေးရင်တွေးသလောက်ရတဲ့စာမျိုးလေးပါ။ဒီလိုစာမျိုးကိုရတ္တစာပေလို့ခေါ်ကြပါတယ်။ရတ္တစာပေဆိုတာဖတ်ပြီးတာနဲ့အုံနောက်ထဲရောက်သွားတယ်။အုံနောက်ကနေနှလုံးသားထဲရောက်သွားပြီးခံစားတတ်တယ်။ခံစားပြီးရင်လည်းစဉ်းစားစရာအတွေးလေးတွေဖြစ်ပေါ်စေဖို့လှုံ့ဆော်ပေးတတ်တယ်။ဒါကြောင့်ရတ္တစာပေကိုနှလုံးသားရဲ့အာဟာရလို့တင်စားခေါ်ဝေါ်တတ်ကြပါတယ်။နှလုံးသားတိမ်မွေ့နူးညံ့လာစေဖို့နဲ့ခွန်အားရှိဖို့ရတ္တစာပေတွေဖတ်ရင်များတွေ့ပေးကြဖို့လိုပါတယ်။ဒီအကြောင်းအရာလေးကိုဆရာဗမော်သိမ့်ပေရေးသားတဲ့မျှဝေလို့သောအတွေးများတစ်စောက်ထဲကနေပြီးတော့မှကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေ။